အထိတ်ကနေ့ရက်တွေကိုလွမ်းဆွတ်တက်မိတဲ့အမတ်တရအကြောင်းကိုဝေမျှလာတဲ့ခေလေးနယ်နဲ့တမုံမြေမင်းသမီးကျော်လေးခေလေးနယ်နဲ့တမုံမြေတို့ဟာသူတို့နှစ်ဦးကြားမှာခိုင်မြဲတဲ့သရောစင်းနဲ့အမတ်တရခိုက်တက်တွေကိုချစ်စပွဲရင်ဖွင့်လာခဲ့ပါတယ်။အရင်တော့ကနှစ်ယောက်ပေါင်းမှာတချင်းတစ်ပုတ်ရတယ်ဆိုတဲ့စကားလေးနဲ့အတူငယ်စဉ်တွေကဖြတ်သန်းလာခဲ့တဲ့အနုပညာလန်ခီမှာလည်းပုံရိပ်လေးတွေတူကိုပြန်လည်ဝေမျှခဲ့ပါတယ်။ဒီလိုမျိုးဂျီနူးစီယာကောင်းတဲ့မတ်တရလေးတွေကိုကြည့်ပြီးပရိသတ်တွေကလည်းသူတို့နဲ့အတူတူအတိတ်နေ့ရက်လေးတွေစီကိုပြန်လည်ရောက်ရှိသွားမယ်လို့ခံစားရပါတယ်။သူတို့နှစ်ဦးရိုက်ကူးထားခဲ့တဲ့စကားတွေဒီသချင်းဗီဒီယိုတွေကိုအမတ်တရအလေးထားပြီးတော့အားပေးကြတဲ့ပရိသတ်တွေအတွက်ရောဒီအမတ်တရလေးတွေကလည်းတကယ်ကိုမှတမိုးရှိလာပါတယ်။နေပေါင်းများစွာကြာခဲ့ပေမဲ့လည်းအခုချိန်ထိတယောက်ကိုတယောက်ချစ်ချစ်ခင်ခင်နဲ့လက်တွဲခဲ့ကြတဲ့သူတို့ရဲ့တငယ်ချင်းတန်ရုံစင်ကတော့တကယ်ကိုမှလေးစားစရာကောင်းလာပါတယ်။ထထမိုးတယောက်ကရန်ကုန်ကနေအလောက်ကင်တွေအားလုံးကိုထားခဲ့ပြီးမန္တလေးကိုရုတ်တရက်ကြီးပြောင်းရွှေ့သွားရတဲ့အဓိကလိုအပ်ချက်ကြီးထွက်ပေါ်လာခဲ့ပါတယ်။အနုပညာရှင်တယောက်အတွက်ရန်ကုန်မြို့ဟာတော့အလောက်ကင်ခွင့်လန်းအများဆုံးနေရာဖြစ်ပေမဲ့လည်းထထမိုးကတော့မန္တလေးမြို့ကိုရုတ်တရက်ကြီးပြောင်းရွှေ့သွားတာကြောင့်လုပ်ငန်းရှင်တွေကတော့အားအသင်ခဲ့ရပါတယ်။မန္တလေးမှာအိမ်တွေဘာတွေကိုချက်ချင်းဝယ်ယူပြီးအခြေချနေထိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တဲ့ခိုင်လုံးနဲ့အကြောင်းပြချက်ကြီးတစ်ခုရှိလို့နေခဲ့ပါတယ်။တကယ်တော့သူမဟာချစ်သမီးလေးစလုံးဝက်တွေထွက်ကိုမိခင်ဖြစ်သူနဲ့အတူတူရှိစေခြင်းပြီးပျော်ရွှင်အင်းချက်နဲ့ပဝင်းကျင်လေးမှာထားရှိစေခြင်းနဲ့စေတနာကြောင့်ပါအခုလိုမျိုးဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။အနုပညာသမားတွေထက်မှအရင်တုန်းကတန်းလလန်းမမီတော့ပေမဲ့လည်းသမီးလေးရဲ့စိတ်ချမ်းသာမှုကိုသာဦးစားပေးခဲ့တဲ့မေမေထထမိုးဦးရဲ့မေတ္တာတရားတွေကိုတကယ်မှအမခန်းဖြစ်စီရမြင်တွေ့ခဲ့ရပါတယ်။အခုဆိုရင်တော့စလုံးဝတီတဟာလည်းမေမေနဲ့အတူတူနေထိုင်ရလို့အများကြီးအသားကျနေပြီးပျော်ရွှင်ရတဲ့အထက်ကိုဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။မိခင်တူရဲ့သားသမီးပေါ်မှာထားတဲ့အနိုင်မဲ့မေတ္တာတရားကိုဂုဏ်ပြုရင်းနဲ့သူတို့သားမီးနှစ်ယောက်ရဲ့ဘဝလေးမှာအေးချမ်းပါစေလို့ဆုမကောင်းတောင်းပေးခဲ့ကြပါတယ်။အနုပညာထသမီးလေးရဲ့ပျော်ရွှင်မှုကိုပဲရှေ့တန်းတင်ခဲ့သူကလည်းထထမိုးပဲဖြစ်ပါတယ်။အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတယောက်အတွက်အလောက်ကန်ခွင့်ရေးအပေါ်များဆုံးဖြစ်တဲ့ရန်ကုန်မြို့ကိုကြော်ခိုင်းဖို့ဆိုတာတကယ်တော့မလွယ်ကူတဲ့ကိစ္စပါဒါပေမဲ့လည်းထထမိုးကတော့အားလုံးကိုအားသိစေခဲ့ပြီးမန္တလေးမြို့ကိုခြေချဖို့အတွက်ရုတ်တရက်ဆုံးဖြတ်ချက်ချခဲ့တာပါဒီလိုပြောင်းရွှေ့မှုရဲ့နောက်ွယ်မှာတော့မိခင်မြတ်တာဆိုတဲ့ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုရှိနေခဲ့ပါတယ်အဓိကကတော့သမီးလေးစစ်လုံးဝတီထွက်ကိုပုံမအေးချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့အပဝင်းကျင်လေးမှာကြည်ပြင်းစေချင်တာကြောင့်ပါမိခင်ဖြစ်သူနဲ့အတူတူနည်းနည်းထွေးထွေးနေထိုင်ရဖို့အတွက်ကိုယ့်ရဲ့အနုပညာလုပ်သူကိုတော့မှအထီးကိုက်ခံပြီးမန္တလေးမှာအိမ်သေးဝယ်ယူကအခြေချဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပါအခုဆိုရင်တော့သမီးလေးစစ်လုံးဝတီထဟာလည်းမေမေနဲ့အတူတူပျော်ရွှင်စွာနေထိုင်နေပြီဖြစ်ကြောင်းလည်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ဒါကြောင့်အကျိုးနေ့မှာလည်းမင်းသမီးကျော်လေးထထမိုးနဲ့သမီးလေးစစ်လုံးဝတီထတို့ဟာအထိုင်ရေးပပြန်းရင်းနဲ့ကျင်းတို့စီအကောင်းတဲ့သားမီးနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာဝေမျှလာခဲ့ပါတယ်။မိခင်နဲ့သမီးကြားနှွေးထွေးတဲ့တန်ရောစင်းနဲ့ပျော်ရွှင်စရာကောင်းတဲ့